Sound chung du gana, igana di sound chung du gana mi, macamuro na jao ke, igana and ayatonga the chapa, Ruku nabai didi bashi, Auzubillahi mina shaitan rajim, Bismillahirrahmanirrahim. Along the Ajanatana Mudok, Yuna Shimpito Mudo, Laushime, Namaro Piasa Piwai. O sound chung hadu attend the tabi and cover the penyan bed or duro at the ribi nose of Ali. ၎င်းပြန်တင်သည့်အသည့်အားဖန်ဆင်းမှုမျိုးတော်မူသောအရှင်မြတ်ကြီးကပ်မြင့်မြတ်တော်မူကြောင်းချီးမွမ်းမွတ်ဆိုပါလေ၎င်းပြန်တင်သည့်မိမိအဝတ်များကိုအငြိကြီးတို့မှဆင်ကျဲတန်ရှင်းစေပါလေထို့ပြန်တင်သည့်ရုပ်ထုများမှလွတ်ကင်းစွာနေပါလေထို့ပြန်တင်သည့်တစုံတဦးအားပုံမူရလိုသောအဖြစ်တစုံတရာပေးခြင်းကိုမပြုပါလေနှင့်ထိုမှတပါတင်သည့်အသည့်အားဖန်ဆင်းမှုမျိုးတော်မူသောအရှင်မြတ်ကျေးနပ်မှုကိုရည်စူး၍တီးခံခြင်းတရားထားရှိပါလေစင်စစ်တော်ကတပိုးခရာမှုသောအခါဝဲရင်းနှီးမှလွန်စွာခက်ခဲပြင်းထန်သောနေပင်ဖြစ်ချိန်မီကာဖတ်သွေးပင်ညင်းပဲ့သောသူတို့ကိုလွယ်ကူခြင်းမရှိသောအိုနဗီတမန်တော်တင်သည်ငါရှင်မြတ်အား၎င်းအကျဉ်သူအား၎င်းလွှတ်ထားပါလေငါရှင်မြတ်သည်၎င်းအားတဦးတည်းဖန်ဆင်းတော်မူခဲ့၏ထို့ပြင်ငါရှင်မြတ်သည်ထိုသူအားမြောင်များစွာသောပစ္စည်းဥစ္စာကို၎င်းရှေးမောင်း၌အမြဲအစဉ်သင့်ရှိနေကြသောယောက်ျားများကို၎င်းပေးသနာတော်မူခဲ့၏ထိုမှတပါငါရှင်မြတ်သည်၎င်း၌စီးစိမ်ချမ်းသာအမျိုးမျိုးတို့ကိုအစဉ်သင့်ပြုလုပ်၍ပေးတော်မူခြင်းအပြင်အစဉ်ပြေစေတော်မူခဲ့၏သို့ပါလျှင်ငါရှင်မြတ်သည်၎င်းအားပုံမူ၍ပေးတော်မူရန်၎င်းသည်လောဘရမှတ်ထားရှိ၏၎င်းမှာပုံမူချီးမြှင့်တော်မူခြင်းကိုအလင်းခံရမည်မဟုတ်ပေဧကမလွဲ၎င်းမှာငါရှင်မြတ်၏အာရတော်တတိလက္ခဏာတော်များကိုဆန့်ကျင်သူဖြစ်၏မကြာမြင့်မီပင်ငါရှင်မြတ်သည်၎င်းအားဂျဟန္နမ်ငရဲ၏တောင်ပေါ်သို့အနိုင်ထပ်ပြု၍တက်စေတော်မူမည်ဧကစစ်စစ်၎င်းသည်ကြံစီ၍ယင်းအကြံစီကိုဆုံးဖြတ်ခဲ့၏သို့ဖြစ်ပေရာ၎င်းသည်ပျက်စီးစေသာ၎င်းသည်အဘယ်ကဲ့သို့သောအကြံစီကိုဆုံးဖြတ်ပြီးခဲ့သနည်းထိုသူသည်ထိုနောက်တစ်ဖန်ထပ်မံ၍ပျက်စီးစေသာ၎င်းသည်မိကဲ့သို့သောအကြံစီကိုဆုံးဖြတ်ခဲ့ပြီးသနည်းထို့နောက်၎င်းသည်မိမိအမျိုးသားတို့မျက်နှာများကိုကြည့်ရှုခဲ့လေ၏ကုရ်အာန်ကျမ်းလာအာယတ်တော်များနှင့်ဆက်လင်း၍စဉ်းစားခဲ့လေ၏ထို့နောက်၎င်းသည်မျက်နှာရှုံခဲ့၏တဖန်ထပ်မံ၍ပင်ရှုံမဲ့ခဲ့၏ထို့နောက်၎င်းသည်ကြောခိုင်းခဲ့၏မာနထောင်လွှားခဲ့၏ထို့နောက်၎င်းကဤကုရ်အာန်ကျမ်းတော်မြတ်သည်ရှေးအဆက်ဆက်ကအစဉ်စဉ်ရောက်ရှိသောဆုံးအတက်ဂါထာမန္တရားမှတပါအခြားမဟုတ်ဟု၍၎င်းဤသည်လူသား၏ပြောဆိုချက်မှတပါအခြားမဟုတ်ဟု၍၎င်းပြောဆိုခဲ့လေ၏မကြာမြင့်မီပင်ငါရှင်မြတ်သည်၎င်းအားစက္ကရမီသောငရဲသို့ဝင်ရောက်စေတော်မူသည်စင်စစ်အိုနဗီတမန်တော်စက္ကငရဲသည်အဘယ်နည်းအသင်သိပါသလောယင်းစက္ကငရဲသည်မိသည့်ကာဖတ်တူတယောက်ကိုမှလောင်ကျွမ်းစေခြင်းမပြုဘဲကျွင်းကြံစေမည်လည်းမဟုတ်ပေမိသည့်ကာဖတ်တူတယောက်ကိုမှပဲမိမိအတွင်သို့တိမ့်သွင်းခြင်းမပြုဘဲဆွန့်လွတ်၍ထားရှိမည်လည်းမဟုတ်ပေယင်းစက္ကငရဲသည်လူသား၏အရေးကိုအခြေအနေပြောင်းလဲအံ့သောကျွမ်းလောင်ပျက်စီးစေအံ့သောခွာပြစ်အံ့သောအရာဖြစ်၏ယင်းစက္ကငရဲ၌မလာအိကာကောင်းကင်တမန်16ပါးတို့သည်စောင့်ကြလျက်ရှိကြကုန်အံ့တည်းစင်စစ်တော်ကငါရှင်မြတ်သည်မလာအိကာကောင်းကင်တမန်များကိုသာလျှင်ငရဲဆောင်များအဖြစ်ခန့်အပ်ထားတော်မူခဲ့၏၎င်းပြင်ငါရှင်မြတ်သည်ထိုအဆောင်ချက်တို့၏အရေးအတွက်ကိုကာဖတ်သွေးဖယ်ညင်းပယ်သောသူတို့ကိုစမ်းသပ်မှုသာလျှင်ပြုလုပ်ထားတော်မူ၏နောက်ဆုံးတွင်ကျမ်းဂန်ကိုပေးသနာတော်မူခြင်းခံခဲ့ကြရသောသူတို့သည်ယုံကြည်လာကြသည့်အပြင်မိုမင်တဝင်ယုံကြည်သောသူတို့မှအီမန်တဝင်ယုံကြည်မှုတိုးပွားလာကြပြီမည်ထို့ပြင်ကျမ်းဂန်ကိုပေးသနာတော်မူခြင်းခံခဲ့ကြရသောသူတို့သည်၎င်းမိုမင်တဝင်ယုံကြည်သောသူတို့သည်၎င်းယုံမှတန်တရားဖြစ်ကြမည်မဟုတ်ပေထိုမှတပါနောက်ဆုံးစိတ်နှလုံးများတွင်ယောဂဝေဒနာရှိနေသောသူတို့သည်၎င်းကာဖတ်သွေးပင်ညင်းပယ်သောသူတို့သည်၎င်းဤသည့်အရေးအတွက်ကိုမိန့်ကြားတော်မူခြင်းအပြင်လောင်ရှင်မြတ်သည်မိသည့်အရာကိုရည်စူးတော်မူပါတနည်းဟုပြောဆိုလာကြပေမည်ထို့သောအပြင်လောင်ရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူအားလမ်းမ၌ပင်ရှိမြဲရှိနေစေတော်မူ၏ထိုနည်းတူစွာထိုရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူအားလမ်းမှန်ကိုညွှန်ပြတော်မူ၏စင်စစ်တော်ကအသင်အားဖန်ဆင်းမှုတော်မူသောအရှင်မြတ်၏စက်တပ်များကိုထိုရှင်မြတ်မှတပါမည်သူမှပင်သိရှိမည်မဟုတ်ပေအမှန်တော်ကယင်းစက္ကငရဲနှင့်သက်ဆိုင်သောအကြောင်းအာရတော်များကလူသားတို့အဖို့ဆုံးမဩဝါဒသည်သာလျှင်ဖြစ်ပေသည်မ
မှတ်ယူကြလေကုန်ငါရှင်မြတ်သည်လှကိုတက်တည်ထူတော်မူ၏၎င်းပြင်ငါရှင်မြတ်သည်ညင်ကိုတက်တည်ထူတော်မူ၏ကြံခါဝေရင်းညင်သည်ဆုတ်ခွာ၍သွားလေ၏ထို့ပြင်ငါရှင်မြတ်သည်နနက်အချိန်ကိုတက်တည်ထူတော်မူ၏အကျဉ်ခါဝေရင်းနနက်အချိန်သည်လင်း၍လာခဲ့၏ဤကံမလွယ်ရင်းစက္ကရမှာဂျာနံငရေ၏အကြီးအကျယ်ကြောင်းမဖွယ်ကောင်းသောအထက်များအနက်တစ်ခုဖြစ်၏ရင်းစက္ကရသည်လူသားအလွန်စွာတတိပြီးနှိုးဆော်လျက်ရှိ၏အသင်တို့အနက်ရှိသို့တိုးလိုသောသူတို့သည်နောက်ဆုတ်လိုသောသူဟာတတိပြီးနှိုးဆော်လျက်ပင်ရှိပေတည်းလူတိုင်းမှာမိမိတို့ရှာဖွေစည်းပူးခဲ့ကြသောအပြုမှုများနှင့်ဆက်လင်း၍ချုံနှောင်ထားပြီးဖြစ်ကြပေမည်တို့ရာတွင်လက်ရဘတ်သားတို့မှမူကားဂျနတ်တုခဘုံ၏ဥယျာဉ်များဝယ်ရှိကြပေမည်၎င်းတို့သည်မေးမြန်းလျက်ရှိကြပေမည်အပြစ်ရှိသူတို့နှင့်ပတ်သက်၍မည်သည့်အရာသည်သင်တို့အားစက္ကန့်ငရဲလေးသို့ဆောင်ခြင်းကဲ့သို့နည်းဟု၍၎င်းတို့ကဤသို့ပြောဆိုကြပေမည်ကျွန်ုပ်တို့သည်ဆွလာသွေးပြုသူတို့တွင်ပါဝင်ခဲ့ကြသည်လည်းမဟုတ်၎င်းပြင်ကျွန်ုပ်တို့သည်သူဆင်းရဲတို့အားလည်းကျွေးမွေးခြင်းမရှိကြပေကျွေးမွေးလေးရှိကြသည်မဟုတ်ပေထိုမှတပါကျွန်ုပ်တို့သည်အချီးနှီးသောကိစ္စများကိုပြုလုပ်သောသူတို့နှင့်အတူအချီးနှီးသောကိစ္စများကိုသာလုပ်နေခဲ့ကြ၏ထိုမှတပါကျွန်ုပ်တို့သည်အစားပေးမိနည်းကိုလည်းမဟုတ်မမှန်ဟု၍ဆွဆွဲရင်းပယ်နေခဲ့ကြ၏နောက်ဆုံးတွင်မရဏတည်ခြင်းတရားသည်ကျွန်ုပ်တို့ထံရောက်ရှိ၍လာခဲ့လေသည်သူဖြစ်ပေရာဂျောင်းဝင်အတနာခံပေးသူတို့ဤဂျားဝင်အတနာခံပေးမှုသည်၎င်းတို့အားအကျိုးပေးမည်မဟုတ်ပေ၎င်းတို့၌မိသည့်အကြောင်းရှိသဖြင့်ဆုံးမဩဝါဒဘက်မှမျက်နှာလွှဲလျက်ရှိကြသည်နီ၎င်းတို့မှာအကျဉ်ထွက်ပြေးနေသောမြည်တရဝါများကဲ့သို့ပင်ဖြစ်ကြကုန်၏ယင်းမြည်တရဝါတို့ကကြာတိရစ္ဆာန်၏ဘေးရန်မှလွတ်မြောက်ရန်ထွက်ပြေးလျက်ရှိကြကုန်၏စစ်စစ်မှာက၎င်းတို့အနက်လူတိုင်းသည်ဖွင့်ထားသောကျမ်းဂန်များကိုချီးမြှင့်ပေးသနာတော်မူခြင်းကိုခံလိုကြကုန်၏၎င်းတို့သည်ယင်းသို့ချီးမြှင့်ပေးသနာတော်မူခြင်းကိုအလင်းခံကြရမည်မဟုတ်စစ်စစ်မှာက၎င်းတို့သည်အာခိရတမလွန်ဘဝကိုကြောက်ရွံ့စိုးရိမ်ကြသည်မဟုတ်ပေမှတ်ယူကြလေကုန်ဧကံမလွယ်ရင်းကုရ်အာန်ကျမ်းတော်မြတ်သည်ဆုံးမဩဝါဒပင်ဖြစ်ပေသည်သူဖြစ်ပေရန်မည်သူမဆိုအလိုရှိခဲ့မူရင်းဆုံးမဩဝါဒကိုလေးကျက်မှတ်သားတရားရယူရပေမည်စစ်စစ်တော်က၎င်းတို့သည်လောက်ရှိမြတ်အလိုရှိမှသာလျှင်လေးကျက်မှတ်သားတရားရယူနိုင်ကြပေမည်ထိုရှင်မြတ်သာလျှင်ကြောက်ရွံ့ထိုက်တော်မူသောအရှင်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူအပ်သောအရှင်ဖြစ်တော်မူလေသတည်း